အားလုံးပဲမင်္ဂလာပါခင်ဗျာ Everyday Hangul Channel ကနေကြိုဆိုလိုက်ပါတယ် 책임지고 해주세요. Check-in ဆိုတာကတာဝန်ကိုပြောတာပါတာဝန်ယူမှုတာဝန်ခံမှုပေါ့နော်ជីကိုဆိုတာကယူဆောင်လျက်ယူဆောင်ပြီးတော့ပေါ့ဟဲဂျူစေကိုလှုပ်ပေးပါပေါ့နော်ဟဲဆိုတာကလှုပ်တာဂျူစေယိုဆိုတာကပေးပါလို့ပြောတာပါဟဲဂျူစေကိုလှုပ်ပေးပါပေါ့ 꼭 해내주세요. ကိုက်ဆိုတာကတေချာပေါက်တိအကျပေါ့နော်မဖြစ်မနေပေါ့ဟဲနဲဆိုတာကခက်ခဲတဲ့အရာတွေကိုအောင်မြင်အောင်လှုပ်ဆောင်တဲ့သဘောပေါ့နော်ဂျူစေယိုဆိုတာကပေးပါပေါ့လေးလေးစားစားခိုင်းတဲ့သဘောပေါ့နော် 열심히 해주세요. ယောရှိမီဆိုတာကကြိုးကြိုးစားစားလို့ပြောတာပါဟဲဂျူစေယိုလှုပ်ပေးပါပေါ့ 관심 없으세요? ကွမ်ရှင်းဆိုတာကအာယုံစူးစိုက်မှုကိုပြောတာပါအော့ဆူစေယိုမရှိဘူးလားပေါ့ယဉ်ကျေးတဲ့ပုံစံနဲ့မေးတာဖြစ်ပါတယ် 재미없으세요? ဂျဲမီဆိုတာကပျော်စရာစိတ်ဝင်စားစရာလို့ပြောတာပါအော့ဆူစေယိုမရှိဘူးလားပေါ့ 별로 관심 없으세요? ပြောလို့ဆိုတာကတိတ်ပြီးတော့မလုတ်ချင်တဲ့သဘောပေါ့နော်အငင်းသဘောဆောင်တဲ့စကားလုံးဖြစ်ပါတယ်တိတ်ပြီးတော့စိတ်ဝင်စားဘူးတိတ်ပြီးတော့မကြိုက်ဘူးအဲ့လိုသဘောမျိုးပေါ့နော်တွဲပြီးတော့ရတဲ့စကားလုံးပေါ့